ကဲဒီဗီဒီယိုကတော့ကျွန်တော်လူတွေအရောက်ပေါက်နေတဲ့ကော်လန်ကျွန်းရဲ့တနေရာကိုကျွန်တော်ခေါ်သွားပေးပါမယ်နော်โอเคလက်လံပြီးဆက်ကြည့်လိုက်ပါဦးခုတော့ကော်လန်ရောက်ရောနော်7-11လည်းရှိတယ်ပေါ့နော်ခုကမ်းခြေမှာတယောက်လေးပေါ့နော်ကမ်းခြေမှာပေါမောင်းလာစားနေတာဒီကပေါမောင်းနဲ့ဘန်ကောက်ကပေါမောင်းနဲ့မတူဘူးဒီကပေါမောင်းကပူစားလို့ကောင်းငယ်ကျွန်းပေါ်အစားအကုန်လုံးအဆင်ပြေတယ်ဖုန်းလိုင်းတွေရောမီးတွေရောရေတွေရောကုန်လမ်းဆက်သွယ်တွေရောရေလမ်းဆက်သွယ်တွေရောအလုံးအဆင်ပြေတယ်ရေတော့စင်ကူးလာမယ်ဒါတော့လောက်ပဲစားရေကူးပြင်ဘိုက်စားနေတော့လူတိတ်မများဘူးเนาะဒါပုံမှန်နေဆိုတော့စနေတနေ့တွေဆိုရင်ပိုလူပိုများတယ်အဲ့လိုရုံးပေးရက်တွေဆိုရင်လူပိုများတယ်น้าคนนี้ครับพี่น้าครับไอ้ยน้าเนี่ยอันนั้นนี่ยังยีตัวผู้เลยเนาะผู้มาเย้าเลยเนี่ยแปมขี้แล้วปูวินัยยีเลยแต่มาเซนเนี่ยไม่อีแช่มันยีลองซะอีเลยเซเว่นมาเวมาเซเว่นอะไรชี้เดี๋ยวส่งชี้เดี๋ยวนอกจากบิ๊กซีเดี๋ยวแบบรับเพื่อนมาแล้วมันดีอยู่เนาะมันจะมีอยู่ร้านကျွန်တော်အခုတောတဲ့နေရရောက်နေမှာဗါလေကော်လန်ကျွန်းပေါ်တော့တယ်မှာပေါ့နော်ဒါဗါလေပေးစိတ်နီပေးစိတ်ချင်းလေတရုတ်တွေများတယ်ဒီမှာတရုတ်တွေလာလဲတာပေါ့နော်တရုတ်မဟုတ်လဲလာလဲလို့ရတာပေါ့နော်ကျွန်တော်တော့ပတ်စံနဲ့မရှိတော့ပါဆိုင်ငယ်မစီးနိုင်ဘူးလမ်းလျှောက်မှာပေါ့နော်လမ်းလျှောက်ရတဲ့ feeling ကလည်းဆိုင်ငယ်စီးတဲ့ feeling တဲ့တော့ကောင်းပါလေတက်သွားပြီလမ်းတော့ကျွန်တော်တို့ကတောင်ပေါ်သားဆိုတော့ဒီလောက်လမ်းတော့အေးစေးချောမကြည့်မကွန်ကရစ်တွေခင်းတာပဲရှယ်ပဲ
အဲ့ဒီ platform လေးလားမြို့တွေက platform နေနဲ့တူတူပဲတော့ရဲ့ဘဝကိုခံစားရတာပေါ့နော်မောနားမယ်အမောဖြစ်ရင်ဆက်ရှောက်မယ်โอเคဥစားတွေချစ်ဗါလေခါချင်းနေပေါ်တာပါနော်ဟုတ်တယ်ခါချင်းဟုတ်တယ်ကျွန်တော်ခုမှတတိရတယ်အကောင်ဘလောင်းနေပေါ်ပါနော်ဒီလိုမောတဲ့ခံစားချက်ကိုမောတဲ့လူမှသိမှာပါဒါဗတော့ပင်ခုချိန်ကဗတော့ပွင့်တဲ့ချိန်မဟုတ်တော့ဗတော့ပွင့်နေမရှိဘူးပါနော်ကျွန်တော်ဟိုတော့တဲ့နေရာပါမိုက်တယ်လမ်းလျှောက်တဲ့ feeling ကဘာနဲ့မှမလဲနိုင်ဘူးတယောက်တည်းပဲနော်ဘေးမှာဘယ်သူမှမရှိဘူးစနာအောက်မှာရေကူးပြီးပါညာတရေနိုးပြီးမှထလာတာပေါ့ဒါခုချိန်ဆိုရင်တော့3 နာရီရှိပြီနော်လေထွက်တာဟိုလေထွက်အနောက်ဆုံးထွက်တာ9 နာရီပေါ့နော်သူတို့ပြောတာတော့အဲ့ကြောင့်မို့9 နာရီမထိုးရင်ဒီကျုံးပေါ်မှာကျွန်တော်ရှောက်ပတ်ဒိုးမယ်ဗျာကျွန်တော်လည်းလိုက်ခဲ့ဗျာဟိုမရောက်ဘူးတဲ့လူတွေရောရောက်ဘူးတဲ့လူတွေရောမရောက်ဘူးတဲ့နေရာတွေရောအကုန်လုံးရှောက်ပတ်သွားမှာပေါ့နော်ခုကျွန်တော်အလုံးမလုံးတော့ပါဘူးဟိုကရှောက်ပတ်သွားမှာပဲအလုံးမလုံးလဲသမင်းစားရမယ်ထင်တယ်ကျွန်တော်ရှောက်ပတ်သွားမယ်ပြီးရင်ဗီဒီယိုတွေရိုက်မယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတွေအားပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအားပေးတဲ့လူတွေတိုင်းပေါ့နော်အားမပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးအသင်ခံခြင်းတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်စကားတွေအများကြီးပြောရင်လေတွေတအားအများကြီးကုန်တော့မောတယ်ဗျာဒီလိုတော့နေရကျွန်တော်တို့မခံစားဘူးတာကြာရဗျာကျွန်တော်ဘန်ကောက်ရောက်တာ3 နှစ်ဆိုတော့တော့မရောက်ဘူးတာတော့မရောက်ဘူးတာလေ3 နှစ်လောက်ရှိပြီလမ်းချီနေရတော့ကောင်းတယ်ခုဆိုရင်တော့ကျွန်တော်ပင်လယ်တွေစမြင်ရနေပါနော်ကျွန်တော်ဟိုတောင်ထိပ်ပေါ်တက်မယ်တောင်ထိပ်ပေါ်မှာဖျားတဆူးတဲ့โอเคတောင်ထိပ်ပေါ်မှာဖျားတဆူးစူတီရင်ွဲအိုတီအိုလုံငန်းဒီငန်းဘရင်မိုက်တယ်အားဒီမှာနားဖို့ဇရက်ရှိတယ်ပေါ့ဒီဇရက်တွေခဏတွားမယ်ဗျာကျွန်တော်ရေယူလာဖို့မေ့ရဗျာပန်းတွေတော့သူတို့စိုက်ထားတယ်အိုးမှန်ကွဲဒါပထမတောင်ဟိုဘက်တောင်တက်လို့ရလားမသိဘူးမှာတောင်ရှိတယ်ဆိုတော့အောက်ကနေမြင်ရတယ်ဖျားတော့ဘယ်နှမှလည်းမသိဘူးပန်းနေသူတို့စိုက်တာပါနော်လမ်းနေဒါပေမဲ့စိတ်မကောင်းစရာလေတော့စားပြီးတဲ့အမိုက်တွေမယူပါဘူးဗျာသူဘာကြီးရှောက်ရေးတယ်လည်းမသိဘူးဘာလို့ဒါကြိုင်းနေ
ရလောက်တင်ပါနော်ကိုစားပြီးတဲ့မိုက်တွေလို့ကျုံးပေါ်မှာလည်းယူလာတာမကောင်းဘူးအဲ့ဒီရှောက်လို့ပြစ်တာမကောင်းပါနော်ကျွန်တော်ခုတော့တွေ့တယ်ကျွန်တော်တော့တိုးမယ်ကောင်းမလေးအေးကျွန်တော်ခုဒီမှာဗျာဒီလိုလမ်းနေမြင်ကျွန်တော်ရွာသတိရတယ်တော့လေတွားမယ်ဗောနော်ထိုင်းလို့တော့ရေးထားတယ်ဘယ်လိုပါရေးထားလဲတော့မသိဘူးဗျห้ามเข้าหรือเปล่าสวัสดีทุกท่านที่ก่อนร้านผมขอโทษด้วยนะครับห้ามเข้าหรืออะไรผมอ่านไม่ออกแต่ผมก็พอรู้ป่าอยู่นิดหน่อยผมขอเดินเข้าไปในป่านิดหน่อยนะครับเพื่อจะสำรวจอาจจะเจอขี้หรือเปล่าไม่รู้เพราะว่าป่าพวกนี้นะท่องเที่ยวมันชอบขี้ใช่ไหมนี่นะครับကျွန်တော်အခုတောထဲမှာစောက်ပတ်သွားကြည့်မယ်ဗောနော်ခြေရာတွေဒီခြေရာတိုင်းပဲကျွန်တော်လိုက်သွားမယ်ဗောนั่นแต่เราก้องมาเลยเราตัวได้เช่าตัวนี่ปล่อยมาตู้ได้ก่อนเอามาหูจะเราปล่อยมาตู้ได้ก่อนเอามาหูจะเราตัวตู้เลยเนาะเราไปปล่อยมาตู้เช่นนี้ไปสิจะเราตัวตู้เลยโอเคซ้อมโม้เลยว่ะชิมยาละlấy chi vậy toa mày cho nó nghe cái đấy được to túi này bấm mà mình cho đây còn rồi đi đâu cho nè đi đâu to nè rồi thiên tí ra đâu mà hù của nó lù la đã là tên mà trả đi bảo sẽ lấy chi vậy rồi lù la đã là luôn cái đấy tập ba mà hôi này nắp bạ to tôi nào vậy ok rồi tôi bị cái nào mà xíu đeo đây vậy mối bộ mà dâu mà mó gì mày cho nó gì đấy mà bảo cụ toa bị cho nó đi theo làm mày đâu lại mà xem ra đâu vào nó cho nó lén tuổi rồi quên là đâu ở bên này đi bên này xe về đãกระท่อมมาเข้าบุญเนาะไม่ใช่กระท่อมนะว้าวว้าวว้าว
Oh my god. Oh. Wow. Đi theo la mình tí. Ô. Có em nát cua gì một cái á. Nào giá. Tôi view cho nó đâu camera đâu giảm mà cho nó camera đâu giảm. Chi vậy? Lan ရှိသေးတယ်ဗောနော်လန်ကျွန်တော်ထိုင်းစကားနဲ့ရောပြောမိတယ်ဗျအဲ့တော့အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်တောင်းမှန်နော်ဘာလို့လဲအကျင့်ပါနေဗျအဲ့တော့သူများနိုင်ငံမှာနေတော့သူများစကားပဲတုံးနေရတယ်လန်ရှိရလားတွားထားတဲ့လမ်းဗောနော်ဒါကျွန်တော်တွားမယ်ဗျတော်လေးမောနေပြီစမနေရကျွန်တော်တိတ်ပြီးအားမရဘူးบินโชว์เราเลย感谢龙啊辣ဗျာလေလေးတိုက်ရจะသိအောင်ထားရလာလေอ่ะတယောက်လည်းကိုးလေရတာပြောတယ်ကျွန်တော်ထပ်တွားမှာပေါ့နော်ဘုတောင်ထိပ်ပေါ်ဖះလဲကျွန်တော်တော့ဖူးရှင်သေးတယ်ဗျာဒါဖះဘုံရောက်ရှိတယ်ဒီဘက်တောင်တော့ဒါကတော့ထိပ်တော့မရောက်သေးဘူးကျွန်တော်ထိပ်ရောက်အောင်တော့ပေါင်းမှာလမ်းရှိတယ်ဆုံးပြီးသွားမှာနော်လမ်းပိတ်လမ်းမရှိတော့မှကျွန်တော်နောက်ပြန်တက်ရမှာလမ်းမရှိတော့ဘူးညာရှောက်ရတာပေါ့နော်လမ်းမေးမှာကြောက်လို့ခြီရသေးတယ်โอเคที่เขามัดไว้แบบนี้ครับเขากลัวว่าคนหลงทางคนจำไม่ได้อย่างเงี้ยคิดว่านะ
လည်းရှိရနော်ဘယ်လိုမျက်မှန်တစ်ခုလည်းတော့မသိဘူးကြားတယ်ခေါင်းမျက်မှန်ဘယ်လိုဟာလည်းတော့မသိဘူးကျွန်တော်ကင်ကြည့်လိုက်တယ်သနာရှိတော့တယ်ကျွန်တော်ခုတော့တဲ့နေရာပါနော်ဒီလိုတော့တဲ့နေရာမှာပစ္စည်းတွေပဲတွေ့ဘာတွေပဲတွေ့ပါနော်မကောက်တာအကောင်းဆုံးပဲမကင်တာမထိတာပဲအကောင်းဆုံးဘယ်လိုလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်လည်းတော့မကျွမ်းပါဘူးကျွန်တော်သူများပြောတာကြားတယ်ပေါ့နော်မကင်မနဲ့အဲ့ဒါမှထားခဲ့လိုက်မထိနဲ့ဟုတ်ကဲ့ကျွန်တော်ဆက်သွားမယ်နော်လမ်းရှိတယ်မူတွင်းနဲ့မူပေါ်မဲ့နေရလိုက်တာမူသားပေါ်တယ်ဒီလိုကျုံးနေတယ်တီးလေးတော့မရှိဘူးလားမောရှိဘူးစားလို့ရတဲ့တီးလေးတော့မရှိဘူးလားလူတန်ကြားရတောင်ထဲရောက်ရောဝေါအลังการစနအောင်နေရလာပြီလို့ထင်တာဒီနေရာအောင်နေရတဲ့ပို့လာတယ်ဝေါအားလာတယ်ဗျဒီ view ကလေဒီ view နဲ့ဗျာဟုတ်ဗျာကြောက်စောနားတော့မယ် oh shit oh yo တောင်ဆောင်ကြီးပေါ့ဘုံကကြိုင်းစင်သွားတာပင်လေကန်းချီရောအကုန်လုံးမြင်နေရတယ်ဆိုတော့ကျွန်တော်တို့ရေကူးတဲ့နေရာလေးနေရတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ပင်လေကျွန်းတစ်ခုပေါ်မှာပေါ့နော်ပင်ကျွန်းစုလေးတွေအကုန်လုံးမြင်နေရတဲ့နေရာဒီဘက်ချမ်းပေါ့နော်ဒီဘက်နေဝင်မယ်ဆိုတော့ဒီဘက်ကဒီဘက်မြောက်ဘက်မဟုတ်တောင်ဘက်တီးဘူးဗျထားလိုက်ဟိုအကုန်လုံးမြင်နေရတယ်ဗျကျွန်တော်ပြမယ်ဒါအခုကျွန်တော်ရောက်ရှိတဲ့နေရာလေဒါကော်လန်ကျွန်းနော်ကော်လန်ထိုင်းနိုင်ငံမှာဒါဆိုရင်ကျွန်းတစ်ခုပြီးရင်ဟိုကျွန်းတစ်ခုကျွန်းနေတန်းစီနေတယ်ဗျာကျွန်းနေတေး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 မလေးကျွန်းဒီမော်ရီရောကျွန်းဗျာကျွန်းဘလောက်တော့လာလိုက်တာညတော့ဘူးကတီးတော့ဝင်မထင်ဘူးတီးတဲ့လူရှားတယ်ဗောနော်ဒီလိုရဲဆုံးပြီးတော့ခိုးတက်လာရတဲ့ feeling ကလည်းတမျိုးတော့ကောင်းတယ်ဗျဒါဆိုတော့ကျွန်တော်တို့ရေကူးခဲ့တဲ့နေရာဆိုတော့ကျွန်တော်ဒီနောက်နားမှာထိုင်ပြီးတော့ဒီနားမှာရေကူးရအောင်နော်အေးမဟုတ်ဒါအရင်တစ်ခေါက်ကကျွန်တော်ရေကူးခဲ့တဲ့နေရာဆိုတော့ရေတစ်ခါလာတော့ပါစနာကျွန်တော်ကူးတာဟိုဖက်မှာ
ကြီးမရောက်ဘူးသေးတဲ့လူတွေလည်းအရောက်လာဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်လို့ကျွန်တော်တော့သွားပြီဗျာဒီမှာခဏလောက်ထိုင်ပြီးတော့ဖီးပြီးတော့အဲ့ကျပြန်ဆင်းသွားတော့မှာကျွန်တော်မှာရောက်နေတယ်ဗျာဒီကန်ဆာချက်တော့ရောက်ဘူးတဲ့လူတွေမသိပါဘူးဗျာတို့တွေတော့လဲရတာလဲရဖို့ကအချိန်နေချိန်ရှိုံနဲ့မရဘူးပတ်စံပါရှိအောင်ပတ်စံရှိုံနဲ့လည်းမရဘူးအချိန်ရှိအောင်ပါအဲ့တော့အချိန်ရောပတ်စံနှစ်ခုစလုံးစုံစည်းတဲ့ခါမှဒီလိုတော့လဲရတာပါနော်အဲ့ဒါအမှန်တရားနော်ကန်းချေဆိုတာလေဗျာကန်းချေမျိုးမျိုးရှိတယ်ဗျာအဲ့လိုကန်းနဲ့နီးတဲ့နေရာလေကန်းချေတွေကြီးပဲဒါပေမဲ့ကန်းချေတွေရေးရတဲ့အရသာအဲ့လိုမတူဘူးပေါ့ဗျာကျွန်တော်ဒီလိုတောင်ပေါ်မှာထိုင်ပြီးတော့ကြည့်ရတဲ့ view ကကျွန်တော်တို့ဟိုဘက်မြန်မာနိုင်ငံမှာလည်းကျွန်တော်အဲ့တော့ကကျွန်တော်ဟိုလွယ်လင်းတောင်ပေါ်မှာဒီလိုတောင်ပေါ်မှာထိုင်ပြီးတော့ view တွေကြည့်တာပေါ့နော်တောင်တွေအထက်ထက်အဲ့တော့ကလည်းတောင်တွေပေါ့ဒီမှာကျတော့ဒီလိုကြောက်တုံးပေါ်မှာထိုင်ပြီးတော့တောင်တွေမဟုတ်ပဲနဲ့ပင်လယ်တွေတကြမ်းပြင်နေဘောလုံးအေးချမ်းတာရတယ်ဗျာဟိုကဒီဗီဒီယိုတော့ကျွန်တော်မတင်ဖြစ်ရင်ကျွန်တော်ဥမာဒီကြောက်ဆောင်ပေါ်ကနေပြုတ်ကြပြီးတိတ်သွားမယ်ဆိုရင်ဘယ်လိုမှတီးလိုက်မှာမဟုတ်ဘူးဒီထက်လာလေမဲ့လူကပဲတီးလိုက်မှာပေါ့နော်ကျွန်တော်ဥမာဒီဖုန်းကိုချိတ်ထားခဲ့မယ်ဆိုရင်ဒီလိုအိမ်နဲ့ဒီလူပဲရောက်သွားလဲပါညာဆိုရင်အဲ့ဒါဆောက်ပြဿနာရှိအောင်ဒီကြောက်ဆောင်ပေါ်ကနေပြုတ်ကြပြီးတေးသွားခဲ့မယ်ဆိုရင်ပေါ့နော်ဒီနောက်ကတင်ပေါ်ကုန်တင်တင်ပေါ်ဒါယူရီးယားကိုဝင်လာတာဟုတ်လားသူစင်ကာပူကနေထိုင်းကိုဖျက်ဝင်လာလားတော့မသိဘူးဗျာဖြစ်နိုင်တော့တယ်ကုန်တင်တင်ပေါ်ဘယ်တော့လည်းမကြီးပါဘူးနော်ကြီးတော့ကြီးတယ်လို့ပဲသူကြီးရရင်လည်း तू ကမရွေ့တယ်လို့ပဲဒါမဲ့ तू ကစိုက်ကြီးနေတော့ဗျာပြင်းစီတွားနေတာတိတ်လာတဲ့ကျွန်းမှာကျွန်တော်မခွဲခွာချင်ဘူးဗျာဒီကျွန်းမှာပဲဖြစ်နိုင်နေချင်တာပေါ့ဒါမဲ့မဖြစ်နိုင်ဘူးလေနော်ကျွန်တော်တို့ကလာလေတဲ့ဧည့်သည်ဆိုတော့ကျွန်တော်တို့ပြန်ရမှာပေါ့မပြန်လို့လည်းမဖြစ်ကျွန်တော်ပြန်ရမှာပါကျွန်တော်မွေးရမြေတဲ့တနေ့ပြန်ရမှာပါအဲ့ဒါကြောင့်မလို့ကျွန်တော်တော့လဲရှင်တယ်ဗောနော်လို့မရောက်ဘူးတဲ့နေရာတွေခင်ဗျားတို့လည်းလေသိနေနော်အခုဗီဒီယိုကြည့်နေတဲ့လူတွေမရောက်ဘူးတဲ့နေရာတွေကိုမသိသေးတဲ့အရာတွေမတွေ့ဘူးသေးတဲ့အရာတွေအများကြီးရှိသေးတယ်ဗောနော်ခင်ဗျားတို့နိုင်ငံအပြင်အောင်မထွက်ဘူးသေးရင်တော့နိုင်ငံအပြင်လေးတော့ထွက်ကြည့်တင်တယ်ဗောနော်တချို့ဆိုရင်ဗါလေသူနေတဲ့ကြားဘူးတယ်သူနေတဲ့ရက်ကွက်ထဲကနေတော့သူမထွက်ဘူးသူနေတဲ့မြို့ထဲကနေတော့သူမထွက်ဘူးဒါမဲ့စကားပြောလိုက်ရင်တော့ကြီးတယ်ဗောနော်အဲ့လိုကောင်တွေကတော့ကျွန်တော်ကိုထင်ကြီးတာလည်းမဟုတ်နော်ခင်ဗျားတို့အထင်သေးတာလည်းမဟုတ်ခင်ဗျားတို့
ထွက်ကြည့်စေခြင်းနဲ့ဗျာအဲ့တော့အော်ဒီကဘာဒီလိုပလားဆိုတာကဘာကြီးကိုပုံမြင်ရတယ်တလားကျွန်တော်ကတောင်ပေါ်မှာမွေးတဲ့လူဆိုတော့เนาะကျွန်တော်တို့ကပြောမယ်ဆိုရင်တော့တောသားတွေပေါ့နော်တောသားတွေပါbook set နဲ့ book နဲ့အဲ့လို book อ่ะเจ้าถิ่นนอนนะปูကောင်ပေါ့နော်ကျွန်တော်အခုတောထဲမှာဒီလိုတောထဲမှာစားစရာတွေမရှားဘူးသလားပင်နေစားစရာတွေအများကြီးပဲဒါပေမဲ့ချက်စားမှာဒီတိုင်းစားရင်တော့ပြဿနာရှိတယ်ပေါ့နော်ဒီတိုင်းဗျာမတာကြီးရှောက်စားရင်တော့ပြဿနာရှိတယ်ပေါ့အခုโอเคကျွန်တော်ဆက်သွားရအောင်ကျွန်တော်အခုပြန်ဆင်းပြီပေါ့နော်ကျွန်တော်တက်လာတဲ့လမ်းတိုင်းပဲပြန်ဆင်းတာပဲကောင်းတယ်ဟိုဘက်မှာကျွန်တော်သွားကြည့်တာလမ်းမရှိဘူးတောတွေဖြစ်သွားတယ်အဲ့တော့မသွားသင့်ဘူးပေါ့လို့လူသွားရတဲ့အရာတွေမရှိရင်ကိုဒီတောကခဏနေကြရင်ခုဖြစ်ရင်မလွယ်ဘူးပေါ့ကိုကလည်းတယောက်တည်းဆိုတော့โอเคကျွန်တော်တက်လာတဲ့နေရာတိုင်းပဲပြန်ဆင်းမှာပေါ့နော်အတက်ကတော့မောတယ်အဆင်းကတော့အစ်စေးပဲတတရပဲခုဒါဒီလိုအတက်တွေကအားနေထုတ်ရပြီးတော့ယူလလလေးမြင်ရတော့စိတ်ချမ်းသာတယ်လေအဲ့စနာအတက်မရှိဘူးနော်စောက်ပြဿနာပဲလားဒီကျမလာပြီးတော့ဘာလဲနောက်နေနော်မနောက်နေနော်ဟိုကတော့မမွေးတဲ့တောသားနော်အေးလာမနောက်နဲ့โอเคကျွန်တော်အရက်နဲ့ဆိုရင်တော့ကွက်တီပါနော်မထိနိုင်ဘူးโอเคအရက်မြင့်တဲ့ကောင်ကတော့တော့ကောင်းခွတ်နဲ့သွားပြီလာကစားတာပါတဘာဝကသူ့အတိုင်းပေါက်နေရပါနော်တဘာဝကိုသွားပြီးအပြစ်မတင်ပါနဲ့ဒီဗီဒီယိုကတော့နည်းနည်းရှည်မယ်နော်ကျွန်တော်အခုသွားရလမ်းတိုင်းပြန်ဆင်းပြီဆိုတော့ဒီလမ်းတိုင်းပဲမှန်တလားတခြားကြည့်ရင်ဒီမှာလူသွားရတဲ့အရာတွေသူတို့ဓာတ်လေးလည်းခြိထားသေးတယ်လမ်းမေးမှာကြောက်လို့ဒါတော့မသိပါဘူးผมว่าที่นี่ไม่ค่อยมีใครรู้นะครับไม่ค่อยแบบดูจากร่องรอยไม่ค่อยมีใครเดินมาไม่ค่อยแบบว่ารู้เฉพาะแบบคนในพื้นที่หรือคนแบบติดตามก่อร้านจริงๆนะครับผมได้ติดตามก่อร้านจริงๆนะครับก่อนที่ผมจะได้มานี่ผมฝึกษาผมดูในช่องเขาไปเรื่อยนะครับนี่ครับเขาก็กลัวว่าหลงทางหรืออะไรแต่ผมไม่หลงทางครับผมหลงรักเขาครับ
นี้ทางก็ชันหน่อยนะระวังหน่อยตรงนี้เลยตรงนี้ตรงนี้ถ้าลงทางชันนี้เรามีวิธีลงนะเราห้ามลงอย่างนี้นะลงอย่างนี้นี่เท้าสุดเลยนะลงอย่างนี้เฉียงอย่างนี้นี่เปลี่ยนสู้ใหญ่เปลี่ยนที่นี่นะมันจะเห็นป่าจะเห็นไปในเมืองพัทยาอยู่นะครับพัทยามีเนี่ยป่ะเนาะนี่เหนื่อยแต่ว่ามันก็คุ้มค่ากับเหนื่อยนะหมอเลยได้ไหมแต่นะว่าเนาะที่เราวิวเลยหลานเนี่ยเนาะเขาเราเปลี่ยนตัวเขาไหมมันจีน่าอกว่าစိတ်ချင်တဲ့မူပြင်းနေကျွန်တော်ကိုတက်လာတာပါကိုတက်လာတာလည်းမဟုတ်ပါဘူးဒါတမန်မတီးတဲ့လူတွေရှားတော့သူတို့ကကန်းချီလောက်ပဲတီးတယ်ပြီးတော့တောတွေထဲဆိုရင်ဘယ်သူမှချောက်ပြီးသွားရဲတာလည်းမဟုတ်ဘူးသွားရဲတဲ့လူရှားတာပေါ့လူလာတယ်မလာဘူးဆိုတော့ကျွန်တော်တို့ဒီလိုဓာတ်စားထုတ်လေးတွေမြင်ရတာပါနော်เราจะเห็นร่องรอยของมนุษย์มาก็จะมีขยะพวกนี้มีก้นบุหรี่พวกนี้ส่วนมากก็จะมีแบบขวดน้ำก้นบุหรี่ต่างๆตรงนี้นี่มันชันนะคนที่เคยมาน่าจะรู้เวลาเราลงนะถ้าเราลงอย่างเงี้ยมันจะลื่นนะเราจะลงถ้าลงเขาเนี่ยต้องลงเฉียงๆอย่างงี้เอาเท้าไว้เฉียงๆอย่างงี้นะลงเฉียงอย่างงี้ถ้าเราเอาเท้าลงอย่างนี้มันจะลื่นปื๊ดเลยนะကျွန်တော်တို့တောင်ပေါ်တွေတက်နေအဲ့လိုတောင်ပေါ်အတက်ကတော့အဲ့လိုမဟုတ်အစင်းကတော့ဒီမှာကျွန်တော်တို့ဒီတိုင်းဆင်းပေါ့ဒီတိုင်းတက်ခြေတော့တက်ဒီတိုင်းဆင်းပေါ့ချော်တယ်ဗျဒီတိုင်းဘေးတစ်စောင်းလေးဆင်းဘေးတစ်စောင်းလေးသွားပေါ့ခွေးတောင်စားလေးမဖြစ်အောင်อย่างนี้จะซาวนี่ไปสักเสียงว่าไหมแต่หลานว่าที่เขาเมียนแต่ลูกแขนซะเสียงจะมาปูเมียนแต่ละเลยเราห้ามเหยียบใบไม้นะใบไม้มันจะลื่นต้องหาเหยียบหินแบบนี้ผมพูดไทยชัดอยู่นะหินนะไม่ใช่หีนะนี่ลงนี้โอเคนี่ถ้าอย่างนี้มันกลายเป็นที่เบรกของเท้าของเราปุ๊บแล้วก็เราก็เหยียบตรงนี้เนี่ยมันก็ไม่ยากนะผมแอบขึ้นมาไม่ใช่แอบขึ้นมาคนเดียวเหนื่อยน่าจะตรงนี้น่าจะดูร่องรอยแล้วน่าจะเป็นห้องน้ำเองด่าแน่ตู่เลยมันเนี่ยอุ้ยหมอเลยปูเลยแต่ไหนวะกูจะlý này xí vào nó ngã này mà cố gắng cho nó xích ca na dạo to này ngã này cha xích ca
ပြန်မယ်ဆိုတော့ကျွန်တော်အခုကျွန်တော်မနေ့နေ့လေ12နာရီခွဲလောက်ဒီမှာလာဒီဘက်ကော်လန်ကိုလာရောက်တာပေါ့နော်တနာရီနီးပါးတော့ကျွန်တော်သမင်းစားပါညာသမင်းတော့မစားဘူးကျွန်တော်ပေါင်းမုံနဲ့ရေနဲ့โอเคပြီးတော့ရေစင်ကူးပြီးတော့ကျွန်တော်တက်လာရတာပါနော်ခဏဒီအစင်းကြရင်လည်းကျွန်တော်ရေထက်ကူးမလားလို့ဘာတန်လည်းမသိဘူးอ๋อกระลอกရှင်းပါနော်ရှင်းရှင်းမဟုတ်တစ်တာပုတ်တိုက်မှုဖြစ်ပွားနေတာဒီမှာတစ်တပင်နဲ့တပင်တိုက်ပုတ်တိုက်တယ်ပေါ့နော်มันไม่ใช่สัตว์อะไรนะที่เสียงเนี้ยแอดมันเป็นเสียงที่ต้นไม้ต้นกับอีกต้นนึงมันมาพิงกันแล้วก็มันก็ถูกันได้ยินเสียงออดแอดนะครับเนี่ยကျွန်တော်ခုပြန်ရောက်နေပါပြီကျွန်တော်ကန်းချင်းရောက်နေပါပြီစနာနော်ဒီနားမှာလာရှင်တဲ့လူပဲလာလို့ရတာပါနော်ဟုတ်လားကျွန်တော်လမ်းမှာကော်စီလာတွေ့တာပါကော်စီလာဖြစ်မှာပေါ့ကော်စီလာ我去创办一个好吧，我创办一个研究所。ပြန်တော့ပေါ့ကော်လန်เยอะเลยบายบายก่อนร้านကျွန်တော်ဒီတစ်ခေါက်နဲ့ဆိုရင်တော့ရောက်တယ်နောက်ခေါက်ရှိတယ်နော်နောက်ခေါက်စလုံးပျော်တယ်ခေါက်စလုံးစိတ်ကျဉ်းနှံမှုရတာပေါ့ပထမတစ်ခေါက်ကကျွန်တော်တငယ်ချင်းအလုပ်ကတငယ်ချင်းနဲ့လာဒီခေါက်တော့တယောက်တည်းအလုပ်ထွက်ပြီးတော့လာတာအဲ့ဒါကြောင့်တတရလေးစေးနေ့ပြန်ကျွန်တော်ထပ်သွားမှာပေါ့နေ့ပြန်ကျွန်တော်နောက်ထပ်တနေရာထပ်ခေါ်ရမယ်စက်ကြည့်ဗျာဘယ်နေရာလဲတော့ကျွန်တော်မပြောပြဘူးဗျဘိုင်ဘိုင်ပြန်တော့ပါမယ်ဘိုင်ဘိုင်ဒီဗီဒီယိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်ကဲအားလုံးကြည့်ရှုအဆုံးထိကြည့်ရှုပေးတဲ့လူတိုင်းကိုအားလုံးပဲကျေးဇူးတင်ပါတယ်ขอบคุณทุกคนนะครับที่มาดูสนับสนุนช่อง YouTube ของผมดูวิดีโอของผมขอบคุณทุกคนนะครับตอนนี้ผมก็ได้มาเที่ยวที่เกาะล้านพัทยานะครับที่นี่
น่าจะพื้นที่ที่เขาห้ามขึ้นหรืออะไร ผมอ่านภาษาไม่ออกแต่ว่าผมอยากขึ้นอ่ะ ผมอยากเห็น ผมอยากดู ผมขออนุญาตขออภัยด้วยนะครับ ก็ตอนนี้วิวสวยมากๆเลยนะครับ วิวนี้ไม่ธรรมดาเลย ผมไม่เคยเห็นที่ไหนมาก่อนเลยนะครับ ตอนนี้ผมก็ได้เห็นแล้วเอ่อก็แค่นี้ก่อนนะครับ ขอบคุณทุกคนนะครับ ฝากกดไลค์ กด Subscribe ช่องของผมด้วยนะครับ คุณทันซิ่งโอเค ถ้าเป็นภาษาพม่าก็คุณตันซิ่ง โอเค บ๊ายบาย